Katanya ဒီဇလန်လေးကတော့ဘဝရဲ့အနှိမ်အမြင့်တွေတစ္ဆာဖောက်ခံရမှုတွေနဲ့ပြန်လဲပန်းပန်းနူးထလာပုံကိုရိုက်ကူးထားတဲ့အင်ဒိုနီးရှားဒရာမာဇလန်လေးတစ်ပုဒ်ကြောင့်ပါနားထောင်ကြည့်အောင်ဇလန်အစအမောင်မိုက်ဆုံးအချိန်ဇလန်ဆက်ဆက်ချီမှာပဲအမာရာဆိုတဲ့အမျိုးသမီးတစ်ယောက်သူ့ဘဝကိုအဆုံးစီရင်ဖို့လုပ်နေတာကိုတွေ့ရတယ်။ဘာလို့လဲဆိုတော့သူ့ဘဝကတိတ်ကိုပူလောင်လွန်းလို့လေ။တကယ်တော့အဲ့ဒီမတိုင်ခင်ရက်ပိုင်းလောက်တုန်းကအမာရာမှာအိပ်ရတဲ့လဲနေတဲ့အမီအိုတယောက်ရှိတယ်။အမာရာကအိမ်တောင်တက်9နှစ်ရှိပြီဖြစ်ပေမဲ့ကလေးမရသေးဘူး။သူ့ယောက်ျားပရန်ကတော့အလုပ်တွေရှုပ်နေတယ်ဆိုပြီးအင်ကိုဂယုမဆိုင်အမာရာကိုလည်းလစ်လူရှုထားတာကြာပြီပေါ့။သက်စာဖောက်မှုကိုရှာဖွေတွေ့ရှိခြင်းတရက်ကြတော့သူ့ယောက်ျားပရန်ရီချိုးနေတော့အမာရကအဝတ်အစားတွေတိမ့်ပြီးတိုက်ခန်းတော်တစ်ချောင်းကိုတွားတွေ့လေနောက်မနေ့ကျတော့ကားထဲမှာမင်းကလေးအတွင်းခံပေါင်းမိတဲ့ထပ်တွေ့ပြန်ရောပရန်ကိုမေးကြည့်လို့အမဖြစ်သူကအွန်လိုင်း shopping ရောင်းမလို့နမူနာယူထားတာပါဆိုပြီးပြောင်းလိမ့်နဲ့အမာရလည်းမေယုံပေမဲ့ဘာမှဆက်မပြောတော့ဘူးဒါပေမဲ့စိတ်ထဲမတင်ကာရာနဲ့တရက်ကြတော့ပရန်ဟစ်တိုက်ခန်းကိုလိုက်သွားကြည့်လိုက်တယ်တကောက်ဖုံးလိုက်တာနဲ့အမာရကဘာကြီးပြိုလဲသွားသလိုပါပဲသူ့ယောက်ျားကစီယာဆိုတဲ့မင်းကလေးတယောက်နဲ့အတူရှိနေတာကိုမြေဝါးထင်ထင်တွေ့လိုက်ရတယ်အဆိုးဆုံးကတော့စီယာမှာကိုဝင်ရှိနေပြီတဲ့ပရန်ကလည်းငါကလေးလူချင်းလူဒီလိုလောက်ရတာမင်းကမှကလေးမမွေးပေးနိုင်တာဆိုပြီးပြောင်းဖွတ်ထွက်ပြောရလိုက်တယ်ကန်ဆိုးမသွားရမိုးလိုက်လို့ရွာအဲ့ဒီအချိန်မှာပဲအမာရအမေဆုံးသွားတဲ့တည်င်းရောက်လာတယ်ပူစိမ့်မှုတွေထဲမှာထူးဆန်းတာကအမာရကိုဝင်ရှိလာခဲ့တယ်။ဒါပေမဲ့ပရန်ကတော့ဟိုဘက်မိန်းကမကိုလည်းမစော့လွတ်နိုင်ဘူး။နှစ်ယောက်လုံးယူထားမယ်ဆိုပြီးအတ္တကြီးတယ်။အမာရကဒါကိုလက်မခံပဲကြွာရှင်းဖို့ဆုံးဖြတ်လိုက်တယ်။ကန်ကြမာကရက်ဆက်လွန်းတယ်။စိတ်ဖိစီးမှုတွေကြောင့်အမာရကိုဝင်ပြက်ကြားသွားတယ်။အမေလဲဆုံးလင်းလဲကွယ်ကလေးလဲဆုံးရှုံးလိုက်ရတော့အမာရတယောက်ဘဝကိုလက်မြောက်အရှုံးသေးပြီးတတ်သေးဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ကန်ကောင်းထောက်မစွာနဲ့လူတယောက်ကသူ့ကိုအချိန်မီကေတင်လိုက်နိုင်တယ်။ဘဝတစ်ပြန်စားခြင်းနဲ့မမျော်လင့်ထားတဲ့အချစ်အဲ့ဒီနောက်ပိုင်းတငယ်ချင်းဖြစ်သူအီချာရဲ့အကူအညီနဲ့အမာရဟာတရားပွဲတွေတော့ဘာသာရေးလိုက်စားရင်စိတ်ကိုပြန်လဲကုတာတယ်။မောက်ဟီဂျရာဖက်စတီဗယ်ဆိုတဲ့ပွဲတစ်ခုကိုစီစဉ်ရင်းအာမယ်ဆိုတဲ့မိပတ်တယောက်နဲ့ခင်မင်သွားခဲ့တယ်။အဲ့ဒီပွဲမှာစပွန်ဆာပေးတဲ့ဘာရာဆိုတဲ့လူငယ်စည်းဝါးရေးရှင်တယောက်နဲ့လဲဆုံလေတကယ်တော့ဘာရာဟာအမာရတတ်သေးဖို့လုပ်တော့ကကေတင်ခဲ့တဲ့သူရဲခံကြီးပါပဲဒါပေမဲ့အမာရကဒါကိုမသိသေးဘူးဘာရာနဲ့အမာရတို့မိဘမဲ့ကေဟာတခုကိုအတူသွားရင်ရင်းနှီးသွားကြတယ်ဘာရာကအမာရရဲ့အတိတ်ကနာကျင်စရာတွေကိုနားလေပေးပြီးသရောစင်တွဲလာတယ်ပြဿနာကအမာရတငယ်ချင်းအာမန်နဲ့ဘာရာကမိဘချင်းသဘောတူထားတဲ့စိတ်ကြက်ထားသူဖရက်နေတာပါပဲချစ်ချင်းမိတာစစ်ပွဲယောက်ျားဟောင်းဘရန်ကလည်းအမာရစီပြန်လာပြီးပြန်ပေါင်းဖို့လာပူစားပြန်ဘာရာကအမာရဘက်ကနေကာကွယ်ပေးရင်ဘရန်နဲ့ထိုးချက်ကြိုက်ကုန်တယ်ဒီလိုနဲ့ဘာရာကအမာရကိုချစ်နေမှအခုံတိသွားကြတယ်အမာရကသူ့တငယ်ချင်းအာမဲကိုအားနာလို့ဘာရာကိုရှောင်ဖယ်နေခဲ့လေ That thing happy ending နောက်ဆုံးမှာတော့ဇလန်ကမက်ကာမြို့တော်စီရောက်သွားတယ်အမာရကဝစ်ပြိုးကိုသွားတာဖြစ်ပြီးအာမဲနဲ့ဘာရာကတော့ pre-wedding ဓာတ်ပုံရိုက်ဖို့ရောက်သွားကြတာပါမက်ကာရောက်တော့အာမဲသေးလောက်သဘောပေါက်သွားတယ်ဘာရာစိတ်ထဲမှာအမာရကိုပဲကဘသူမှမရှိဘူးဆိုတာကိုပေါ့အာမဲကတငယ်ချင်းကောင်းပြီးဖွားနေမယ်ဘာရာကိုလက်လွတ်ပေးလိုက်တယ်နောက်ဆုံးခက်မှာတော့ဘာရာကမက်ကာမြို့ရဲ့နေဝင်စည်းစားအလှအောင်မှာအမာရကိုရှာတွေ့ပြီးလက်ထခွင့်ကောင်းလိုက်ပါတော့တယ်အမာရကလည်းကျမရှင့်ရဲ့ဇနီးဖြစ်ချင်ပါတယ်လို့ဖြေကြားလိုက်ပြီးတော့ဇလန်းလေးကပျော်ရွှင်စွာပြီးဆုံးသွားပါတော့တယ်